mình chỉ cần sử dụng nguồn này thôi là mình cần sử dụng thì cái đấy nguồn không phải là cho là mình đi qua thì anh đi vào là mask của lâu mà mình đi thôi đó nó mình cái nào đấy mà này để biểu đấy mình phải là cũng cái này của ấy mà ama cái cho mà của tôi này của ấy mà để mua là cái này sử dụng mà để của mua là thôi là mà của lâu xưa rồi mà cái của bầu bảo của nhà của họ của nó anh này thay này à cái này đại mình đi đua mà sử dụng lâu xưa đi xem này à cái thằng mà của mấy gì vậy thôi là bao nhiêu điều qua rồi ấy điều bao nhiêu qua rồi sai cái điều mà nó xịn rồi nó mấyพี่တော့အခုမင်းကမတူးနဲ့ချလာတယ်မြင်တယ်ပြပါဆက်လို့ပြောအဲ့ဒါပြောအဲ့ဒါအကြည့်ဆုံးပြီ yeah ဘာမှမရှိဘူးမင်းတို့ကမှအဆိုလို့ရှိတယ်နော်တော့မှ don't worry about that ပဲ မတော့ဘာမှမလုပ်လောက်ဖြည့်မဟုတ်ဖြည့်လိုက်တော့ဟိုမှာမင်းတို့လောက်ချင်းနေလူတွေနော်ဟိုမှာဖြည့်နေကြပြီနော်ဒါလည်းအကုန်လုံးမင်းတို့ကမှရှိတယ်နော်အခုအကြောင်းကုန်ချက်တယ်ဟုတ်တယ်အမှန်ဆုံးဖြစ်မင်းရဲနေလဲတွေ့တယ်ပြောတယ်ရဲတွေကမင်းကိုဘာမှမလုပ်ငါတို့လိုက်တယ်ဒီကောင်ငါတို့လိုက်တယ်ဒီကောင်ဟုတ်ကဲ့ငါတို့ဆက်လိုက်တယ်မင်းတို့ဘယ်သူခိုင်းတာဒါအောင်မတူးနဲ့ချတယ်ဒါလေးဘာဆက်လို့အရင်ဆုံးဘာလုပ်လဲပြောဟယ်လိုဖုန်းတယောက်ရိုက်တာပြောဖုန်းတော့ပတ်တစ်ခါယူတယ်ဟာမေးနေရတယ်တော်တော်များနေပြီနော်ဟုတ်ဘူးလားကျောင်းအမှန်ဆုံးပြင်နော်မင်းတို့လုံးဖို့နော်ခင်းနေကြပြီနော်မခိုင်းမဲနဲ့မင်းပဲလို့မလုပ်ဘူးမင်းတို့ကားနဲ့လာတာမင်းတို့ကားနဲ့လာတာကွန်မြူနတီတက်တဲ့ရှိရနော်တော့ဘေးနဲ့ပြေလို့ဘေးနဲ့ပြေတယ်နော်မတူးနဲ့ချသွားမင်းပြေတယ်နော်မငါတို့မှာကုတ်ရှိတယ်စားပြေတယ်မင်းပြေတာနော်မင်းကိုလူခိုင်းတယ်အမှန်ဆုံးပြေတယ်နော်မင်းသူတို့ဘက်မှာရလို့ရှိရင်မင်းသိမှာနော်မင်းတန်လင်းမှာတော့လိုက်တွေ့လားမင်းအခုကြည့်မင်းကြီးအခုခုနကကြတော့ဘလူခိုင်းနေပြေသွားတယ်ဒီမှာကောက်တယ်အကုန်လုံးနော်ကောက်တယ်ကုန်ရှိတယ်အကုန်လုံးနော်အဲ့လိုလေသူတို့စိုက်ကယ်နှစ်စီးပါတယ်ကားတစ်စီးပါတယ်ဟုတ်တယ်ကျွန်တော်တို့စောက်လို့လိုက်တယ်ဒီဘက်ကိုလိုက်တယ်ဒီဘက်ကိုဒီဘက်ကိုဝင်သွားတော့ကျွန်တော်တို့ပိတ်ခိုင်းပြီးတော့ကျွန်တော်ဟိုဘက်ကိုနောက်တစ်ယောက်ကိုခတ်လိုက်တယ်ဟဲ့အချိန်မတော်လာလေသူတို့ခိုင်းတာဟုတ်တယ်အမတော့ခဲကျဲနေတယ်ကျဲဘလို့ဟေးသူရေခဲတဲ့ကနေခုန်ထွက်လာတယ်အတူတက်ကပြောတာနော်ရေခဲတဲ့ကနေခုန်ထွက်လာတယ်ပြောတော့ဒီရေခဲတဲ့ကနေခုန်ထွက်လာတယ်ဆိုတော့မင်းအဲ့ထိုင်မှာပါတယ်ပြောဆရာကိုလည်းဝစီးတယ်ကိုပြောဘလူခိုင်းနေဟဲ့ရခိုင်းနေမဲပြီနော်ဒါမဲပြီဒေါသရထွက်လာဟာအဲ့ရဲပြောဟိုရေးတော့ရဲစံဟမ်ဟိုတားပြီနေတားပြီလေပြောဘာပြောညတော့သိတယ်ခဲနော်စက်ကြတိုးလာပြီနော်စက်ကြတိုးလာပြီနော်ငါတို့ကိုတော့ကြပြီရောက်ပြီနေရာကွက်တစ်ရက်ကွက်လို့ငါကြောက်ကနေရာကိုတော့ရောက်ရခတ်သွားပြီဟဲ့ပြောလားပြောလွတ်လိုက်မယ်နော်လွတ်လိုက်မယ်နော်ခုငါတားရတယ်နော်ခုငါထွက်တာရတယ်နော်ဟမ်ဦးလွေမကနကမှတ်တာနာမည်ဘောဝင်းလင်းချောထပ်ပြောဘလူလဲရောက်ပါဗျာဦးစင်မရဲဦးစင်မနော်ဒီကောပေါ်မှာဗာလို့ပြည့်ရခက်နေပါလားဦးစင်မောင်တို့ရဲစခန်းဟိုဦးစင်မောင်တို့ရဲစခန်းပုံမွေးနဲ့ပုံမွေးနဲ့သိရနော်သိပြီနော်ရဲဦးစင်မောင်ဟုတ်ပြီနော်ဟုတ်တယ်သုံးမွေးနဲ့ကျင်းနေပြီနော်သုံးမွေးနဲ့ဟုတ်ပြီနော်ဘယ်လိုပြောပြီးဘယ်လိုခိုင်းလဲပါခိုင်းနေကျွန်တော်ဟဲ့အောင်နဲ့ငါမှဖုန်းကင်တာမရှိဘူးလေဟောဖုန်းတစ်လုံးခိုးပြီးသားပါအဲ့လိုပြောတာတူဝယ်မယ်ဟုတ်ကဲ့ဟော तू ကပြန်ဝယ်မှာလဲခိုးပြီးသွားလို့ရှိရင်အဲ့ဒါကိုမင်းက तू ကကျွန်တော်ခိုးခိုင်းတာကျွန်တော်ခိုးလိုက်ဟဲ့你အခုခိုးလားအခုခိုင်းလားအခုမခိုင်းအခုအေး你အခုခိုင်းတာပဲကတော့လို့ချင်းတယ်ဖြည့်ဖြည့်ကိုမဲကောင်ခိုင်းအခုခိုင်းတာပြောနေနော်ခုခိုင်းတာပြောနေတာမင်းအခုခိုင်းတာကိုကူမဘေးကကိုကူမတားမင်းနဲ့လားဟုတ်ကဲ့မဲရှင်းနဲ့ဟုတ်ကဲ့ဘေးကဒီကျွန်တော်ဒီယူဆအထိတ်မှာထိုက်ကားနေတဲ့အမတက်ဆီမောင်းနေကောင်ဟုတ်ကဲ့ကူမတိလားသိတယ်အမတိကိုပိန်ဆိုင်မှာတော့ခဏအေးကူမလားအေးမင်းကူမပုံစံအေးမင်းကို
ချလိုက်တော့မင်းသူတို့လက်ထဲရောက်လဲမင်းသိမှာအဲ့တော့သူလက်ထဲလဲမဘူးဒီပါလဲမဘူးအခုငါဖြေငါပြောနေလို့မဖြေအမှန်ဆုံးပြီနော်ငါပြုတ်ကံမဲ့လူမင်းမနေနဲ့နော်ငါပြုတ်ခေါ်လာလို့မဟုတ်ရင်မင်းတဒနာတက်မယ်နော်ဖုန်းဆက်လာခေါ်တက်မှာဆက်တော့မဆက်ခိုင်းလိုက်မယ်နော်ဒီမျိုးဆက်ခိုင်းလိုက်မယ်ဒီတေဝါလိုက်မယ်နော်တို့တို့တို့လုံးနေအခုဖြေထားတယ်နော်ငါတို့လိုက်လွင်နေတာဟုတ်တယ်ဆက်လာဟုတ်ဆက်လိုက်ခေါ်လိုက်အနေနဲ့တို့ကြောက်လာမယ်ခေါ်လိုက်ကိုကမခိုးခိုင်းတာမဟုတ်အခုခိုင်းတာကြတော့လောက်ပြန်ပြီဟိုဒါဗီဒီယိုဗီဒီယိုပြောက်သွားတယ်မင်းမျိုးတွေဖြစ်နေတယ်မောင်မင်းမျိုးတွေပြောနေတယ်မင်းဖြေပါတော့မင်းဖြေပါတော့အမှန်ဆုံးဖြေပါတော့မင်းကိုမတူးနဲ့ချပေးတယ်မင်းခုနဖြေတယ်မင်းတို့၄ယောက်လို့ပြောတယ်နော်ဟုတ်တယ်နော်မင်းမတော့ဒီမှာအကုန်လုံးရှိရနော်မအဲ့စကားကိုမင်းပြန်ဆက်လေမင်းအခုစကားကိုပုံငံပြောင်းဒါပေမဲ့မတူးနဲ့ချတာအကုန်မြင်တယ်လို့မြင်လားလို့ဖြေမင်းကိုဘယ်လိုခိုင်းတာမင်းကိုဘာတွေခိုင်းလဲပြောရဲနေလဲတွေ့တယ်လို့ပြောတယ်ပြောငါတို့ရန်တော့ကရအိုးမလိုက်တယ်လို့နာပတ်သက်ကုန်တယ်နော်ဒါမင်းကိုကဲတင်နေရနော်ငါကဲတင်နေရဘယ်ယောက်ျားမှအထဲမဝင်ခိုင်းမင်းကိုလုံးမဆိုးလို့တော့ပြောကျွန်တော်အရင်ခိုင်းဟာကျွန်တော်အရင်ခိုင်းပြောပြန်ပြီမင်းအမျိုးမျိုးလိန်နေတယ်မျိုးမျိုးလေးမပြောနဲ့အမျိုးမျိုးလေးမပြောနဲ့မင်းမတူးနဲ့ကျွန်တော်တို့ချောင်းပြေးနေပြောမင်းကအခုရုပ်ပုံအန်းနေပြောမင်းစိတ်ထဲမှာဘယ်တော့အုပ်စုမိသွားပြီအခုဘသူ့မှာခေါင်းထဲမထဲနဲ့မင်းစိတ်ထဲမိသွားပြီနော်မင်းအမှန်တရားမင်းလိမ့်နေပြနော်ငါမဝင်လာပြီနော်ဝင်လို့ထွက်လာနော်ငါပေးဝင်လာမှာပြောငါမဲနေရနော်ဘယ်တော့အုပ်စုအကုန်ပေးဝင်လာမောက်ပြီးပြင်မလို့ထိုင်အခုမင်း၄ယောက်ပြောတယ်မတူပေါ်ဆင်းလာတယ်အဲ့စကားကိုမင်းဖြေရှင်းခဏတော့ပြေတော့၄ယောက်ပြောတယ်မတူပေါ်ကအဲ့စကားကိုဖြေရှင်းအခုဝင်လာပြီနော်မင်းသေသွားလိမ့်မယ်နော်ဟေးရမကိုင်ပုံမိသွားတယ်ပုံရမိသွားလုတ်ဖြစ်အခုသူ့မင်းတက်တာသွားမယ်နော်ခေါ်ရလိုက်မဟုတ်စေးအောင်တော့ဒီမှာတော့မင်းနေတယ်ငါတော့ဒီမှာတော့ဒိတ်နေတယ်ပြောနေတာဘယ်ဖွင့်နေပြောလားဘယ်ဖွင့်နေပြောမင်းမနာဘူးမကောတော့အကျန်းစိတ်တွေတိုးနေပြီနော်အကျန်းစိတ်တွေတိုးနေပြီလို့ငါထည့်လိုက်ရတော့သူတို့ကျွန်တော်မရှိလို့ခိုးတိုင်းငါမလို့ချင်းဖြစ်သွားတာမင်းကိုအခုရဲစကားလည်းမင်းကိုရဲတွေလည်းမြင်လာမင်းကိုမဖမ်းဘူးဘာလဲတော့တော့တော့ကြည့်လိုက်ဘာလဲတော့ကြည့်လိုက်အများမပြောဘူးဘာလဲတော့ကြည့်သွားဘာလဲတော့တော့မင်းတို့လုံးကြည့်ပဲကြည့်ခိုင်းဘာလဲတော့ကြည့်ပဲကြည့်ခိုင်းဟုတ်ဘယ်လောက်ပဲလက်ပါလို့မရလက်ပါလို့မရလက်မပါနဲ့လက်မမင်းနဲ့လက်ပါလို့မရဘာလို့ကျွန်တော်အမှားဖြစ်သွားမယ်မေးအမမေးဟုတ်မေးလားဒီကောင်းမှုဖြေလိုက်ရင်မင်းတော့ကောင်းမယ်မင်းမတူကလာဟုတ်လားမတူကလာကျင်းနေနော်မေးကိုမတူကလာကျင်းနေတယ်ဟုတ်ပြီမတူကလာဘယ်နှယောက်ပါတယ်မလို့ဘယ်နှယောက်ပါလဲ၄ယောက်ဘယ်လိုလွတ်လိုက်တာမလို့ဘယ်လိုလွတ်လိုက်တာ၄ယောက်ပါတယ်ပြောဘယ်လိုလွတ်လိုက်တာမလို့အမှန်တမ်းပြောနော်ငါရဲတွေဘယ်ရဲလဲဘယ်စတော်ရဲစကားလားဘယ်လိုလဲဦးစင်မဟုတ်ပြီမင်းကျင်းနေရနော်တီဗီရဲကိုဆက်လိုက်မိတဲ့လူချင်းနေတယ်နော်သူတို့လွတ်တာချင်းနေနော်ဟုတ်ပြီမင်းအဲ့ဒါကိုပြရမင်းနေတာဗမာနေတာကျွန်တော်စောက်တလွဲပြောရင်မတေပြီနော်ဗမာနေတာဗမာလုံးလာတီးတာလား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 အကြောင်းနဲ့တီးတာလား149လမ်းလားပေါ့ဘုံတီးလားဘုံတီးလားရှေ့ကောင်းတော့လည်းပေးတာရှိရဟုတ်ပြီလိုင်းပါလေးဟုတ်ပြီဟုတ်ဒီမှာဖြင်းနေအဲ့ဒါဖြင်းနေဟောတော့ရမြတ်သုံးမယ်ခမ်းတော့လိုက်အခုဖြင်းနေတယ်နော်ဖြင်းနေတယ်နော်လင်မောင်ဆိုတာသိလားစကန်ခဏဟာကြီးမင်းကောင်းကိုပြောတယ်မင်းတိရဘယ်လဲကြောင်မနေဟုတ်တယ်နော်လူတွေများလာပြီမင်းမိသားစုလည်းဒုက္ခရောက်မယ်မင်းလည်းဒုက္ခရောက်မယ်ဟုတ်တယ်နော်မင်းကောင်းမဖြေလိုက်ရင်မင်းကံကောင်းမယ်မင်းဘယ်သူမှမလုပ်ပြည်သူတွေပြန်ပြီးမင်းဝိုင်းရပေးမှာဟုတ်ပြီနော်မင်းအမမင်းဝိုင်းရပေးမယ်မင်းမှန်တာဖြေလိုက်လာလို့ဦးလေဟုတ်မင်းမှန်တာဖြေချိန်နေတယ်နော်အဲ့မှာဇင်မောင်ဆိုတာမရှိဘူးလေပြောင်းပါအဲ့မတူးနဲ့လွတ်တာဘယ်လိုစကန်ဟာလားခဏနေလို့ဒီမဲ့အန်တီမင်းနေပါဦးပြောင်းမင်းနေကြောက်မင်းပြောင်းနေပို့အေးစေးဘာရပြီလေကော
ပြည်သူတွေကမငါကြီးငါပြောတာတော့ပြည်သူတွေမျိုးဝိုင်းရပေးမယ်မင်းမကြောက်ဘူးမင်းနေတဲ့နေရာကိုမင်းလိုက်ပို့မယ်မင်းတို့တခုပြည့်ငါတို့ပြန်ပြီးတော့စောက်ရှောက်မယ်အဲ့တော့မင်းကောင်းမှုဖြေလိုက်မင်းမတူနဲ့လာချပေးတဲ့၄ယောက်ဟုတ်တယ်နော်ဟုတ်ကဲ့အဲ့၄ယောက်မှာမင်းတို့ခိုင်းတာပစနောကဟုတ်ကဲ့ဟုတ်တယ်နော်အဲ့ရဲကိုမင်းတို့မျက်မျက်ပြနိုင်လားအဲ့ရဲကိုပြမင်းမျက်မျက်နဲ့ပြနိုင်လားပြနိုင်တယ်လာအခုရဲစကားတော်မှာဟုတ်ပြီနော်တစ်ခါတော့မယ်တစ်ခါတော့ရတယ်နော်ဟုတ်နော်ပုံမှန်လည်းအမှန်တိုင်းပဲဖြစ်ရမယ်နော်ခါလာဖြစ်နော်မင်းတစ်ခုဖြစ်မှာဆိုလို့မင်းပြောမင်းတစ်ခုဖြစ်မှာနော်မင်းမိသားစုဝမ်းနေရမယ်နော်ဟုတ်နော်အမှန်ဆုံးဖြစ်နော်အမှန်ဆုံးမဖြစ်မတန်ဘူးလွယ်နေတော့မတည့်ဘူးလေလို့ဖို့သူ့ရဲငါလို့မဟုတ်ဘူးရဲကဘာလို့ဘာလို့ဖို့ချရဲထားလို့မရအောင်လဲလို့ရဲဟာတာရဲဘာလို့ရဲဘာလို့ဖို့ချခိုင်းလဲကြိုက်လို့မရဘူးအဲ့လိုမလို့မင်းမင်းမင်းငါတို့ခလေးရွယ်ကွာမင်းငါတို့ဝိုင်းရပေးမှာမင်းကြောက်ကြမလို့မင်းဘယ်လိုကြောက်ကြမလို့ကြိုက်တာလိုက်သွားမယ်ရဲလက်ကိုပြောလို့ရဲအဲ့လိုမှမထိုင်ဘူးလဲမအဲ့တော့အေးကျွန်တော်ရောအေးဆိုရင်တို့ဝင်ရောက်ပလိုက်မယ်ပြောပြမယ်စိတ်အေးတာမှပြောအန်ဒီတို့ဒီထဲမှာသားကိုလေရဲဆက်ဆက်လုံးမယ်လို့ကြောက်မှမရှိဘူးမရှိဘူးအဲ့တော့မှဘူးလေကားသွားကြည့်ပါဦးစင်းမှာတော့မရှိဘူးလေရဲဆက်ဆက်လုံးမယ်လို့ကြောက်မှမရှိဘူးစကမ်းမှာမရှိတော့ဦးစင်းမှာအန်ဒီတို့သားကိုစောက်ချောက်မယ်လို့ကြီးပဲအကုန်လုံးဒါပေမဲ့ဒီနေ့သားကိုဒီနေ့ခိုင်းတဲ့ကိစ္စကိုအန်ဒီကသိချင်အဲ့လိုမပြောဘူးကြိုက်တာလို့အဲ့လိုမပြောဘူးဒါဟုတ်ကဲ့ဟုတ်ကဲ့ကြိုက်တာအန်ဒီကိုကိုလောက်သွားလိမ့်မယ်ဒီကောင်လူလည်းလုံနေကြတယ်အဆိုင်မှာလည်းလာပြီးခမင်းစားပြီးတော့ငါ့ကိုအန်ဒီတို့ကြိုက်တာလို့ဘူးတော့ကြောင့်မူးကြောင့်လို့ဒီကောင်တောင်းမွေးမှနေတယ်ဆိုပြီးပြောတဲ့ကောင်ဒီကောင်တောင်းမြောင်းလည်းနေတယ်တောင်းမွေးမှနေတယ်ဆိုပြီးကောင်ပြောတယ်တောင်းမြောင်းတောင်းမြောင်းတောင်းတယ်ဒီကောင်ကောင်းလေးထိုက်တယ်ဒီကောင်ဒီနားမှာဝေးလေတောင်းပါလို့ထိုက်တယ်လို့ပဲပြောတာထိုက်တယ်လို့ပြေသွားပြန်ပြီမဟုတ်လေဒီကောင်ပြောတာမှာတော့ခွက်ရှိတယ်လေဒါလည်းမတူးမဟုတ်ညီလေးမင်းကပြောတယ်နော်မတူးနဲ့လာချပေးတယ်ရဲတွေက၄ယောက်ဟုတ်တယ်နော်မင်းတို့ချပေးတယ်ဟုတ်လားမင်းပြောတာမင်းရောက်ပါတယ်နော်၄ယောက်မင်းပြောရနော်မမချပေးတာမလို့ဒီနေ့မှချပေးတာကားနဲ့တားလေးပြောတားလေးပြောမင်းဘလူးကဘာမှမလုပ်ဘလူးမှမလုပ်တန်ဒီတယောက်လုံးကြည့်လို့ပြောဒီမှာချပေးတာမင်းဘက်မှာဝိုင်းရမ်းပေးမဲ့လူတွေကြီးပဲပြည်သူတွေကဘလူးမှဘာမှမလုပ်ဘလူးမှမလုပ်လက်မတင်ဘူးမလုပ်စေရဘူးဘုရားမှာချပေးဘုရားမှာချပေးဘာလို့ဖို့ဒီနေ့ဒီမှာမဖြစ်မပြီးတို့3ယောက်ပဲရှိတယ်1ယောက်လူလောက်ပါလို့ပြော3ယောက်နောက်1ယောက်လူတွေဘယ်လိုလဲမေးအဲ့ဒါအရေးကြီးတယ်ဟိုကမေးခိုင်းတယ်ဘယ်လိုနောက်တစ်ယောက်ပေါ်မှာနောက်တစ်ယောက်ပေါ်မှာတယောက်လို့ရှိတယ်၄ယောက်ပါပြောနေကြောက်ကြမလို့ပြောရဲပြောတောင်းအန်ဒီလုံးဝသူတို့လုံတာတောင်းငါ့ကိုလုံဆိုပြီးတော့အဲ့လိုကာပေးမယ်ဘူးမမလုပ်ရအလုံးလုံးဘူးဘာလုံလုံလဲ၄ယောက်နော်ကောင်းကောင်းမွန်လုပ်မဟုတ်ငါညီကမင်းကိုဘာကြောက်ခိုင်းတာဘာလောက်ခိုင်းတာဘာခိုင်းတာဘာလောက်ခိုင်းလိုက်အဲ့ဒါအမှန်ပြောအလုံးလုံးခိုင်းမဟုတ်လေအလုံးလုံးခိုင်းတယ်ဒီချိန်ရဲ့အလုံးလုံးတဲ့ချိန်မှမဟုတ်တာဘာလောက်ခိုင်းတာဘာလောက်ခိုင်းလဲဘာလောက်ခိုင်းလဲကောင်းပြီလေနော်ဘူးတွေပါလဲကောဟုတ်အဲ့လိုစောက်ပြီးတော့ခေါင်းမယ်လေဒင်းဟုတ်တာမင်းမလိန်နဲ့တော့အခြေအနေတွေဆိုးတော့မယ်မလုံးနဲ့သားလေအဲ့ဒီတို့တရားမှာတောင်းလက်ပြမထိစေလုံးတဲ့ကောင်အဲ့ဒီအမှန်တိုင်းလေးပဲသိချင်တာအမှန်တရားလေးပဲသိချင်ဟုတ်ကလေးတွေကိုလေလှည့်စားပြီးတော့ဘုန်းကခိုင်းနေလို့နော်အဲ့ဒါတွေကိုတားလို့ခိုင်းနေခိုင်းနိုင်ရှင်းပေးမယ်ဒါဘာမှဖြစ်စေရတားအတွက်လည်းလေနောင်ရေးတွေအတွက်လေအန်တို့အကုန်လုပ်ပေးမယ်ဟုတ်ပြီနော်ဟုတ်ဖြေပြီဟိုကျွန်တော်ကငယ်ငယ်လေးတွေကလားကျွန်တော်ဦးလေးကရိုက်တယ်အဲ့နေပြီးတော့ကျွန်တော်အကြောင်းတက်နေတဲ့အချိန်ကျွန်တော်ရိုက်တော့ကျွန်တော်အဲ့ဒီရက်ကောက်ရောက်လာအဲ့ဒီရက်ကောက်ရောက်လာကျွန်တော်ဒီတိုင်းပဲလျှောက်သွားပြီးလျှောက်သွားတယ်အဲ့ဒါမသိဘူးလျှောက်သွားတယ်ဒီလိုခိုးတယ်အဲ့ဒါမသိဘူးသူအဲ့ဒါမသိဘူးဒါကိုဒီနေ့ခိုင်းတာကိုအဲ့ဒီသိချင်ဒါလေးဒီနေ့လှုပ်လိုက်တဲ့လှုပ်ဆောင်ချက်ကိုအဲ့ဒီသိချင်အခုဖြစ်သွားတဲ့အဖြစ်လှုပ်ဆောင်ချက်ကိုသိချင်ဘာကိုစလုပ်ခဲပြောပြအဲ့ဒါလေးပဲသိချင်ဒါလေးဖြေပေးပါနော်တော့ကနော်ဖြေပြီးတော့တားကိုလေဒါဘာဖြစ်အဲ့ဒီမှာလေတာဝန်ယူတယ်ကွာဒီဘာဖြစ်စီရအောင်ဘာဖြစ်စီရတာမီတာဆိုတော့ပါတာဝန်ယူတယ်တဲ့လားဖြေးတော့တောင်းပါလက်ခံတယ်တောင်းပါရေးတော့အဲ့လိုဖြစ်နော်ဖြေပေးနော်ဖြေပေးအမှန်လေးပြပါနော်ဒါနော်လိမ္မာအဲ့လေပြပါလိမ္မာနော်ပြပြပါကွာအဲ့လေလိမ္မာပြပါ
我需要两件的，美国普通木头，我说没有。够了会嘛？看你比嘛。够了会，哪里便宜零嘛？就便宜了，还怎么不做干呢？老别看那照片，怎么贴的呢？你们要没有，人家招家没有，没有完颜被嘛，哥哥。看那，那可以没做成，没做成。ကိုလုံးကခဏထွက်ပေးလိုက်တာနော်လေနော်အန်ဒီကတားလေးကလေအန်ဒီတားယူပြီးလို့ရှိအန်ဒီဘာမှအပြစ်မခံနိုင်ဘူးနော်ဒါလေးနော်လေနော်တားအခုလောက်ခဲ့တဲ့ဥစ္စာမကြောက်နဲ့အလုတ်ကကွယ်မှာဟောက်ကကွယ်မှာဒီပါဒီသားလေးဒီမှာနေမှာစေးသားကြီးနော်အန်ဒီနော်ဒါဆောက်ရှောက်မှာဒီလူတွေအကုန်လုံးဆောက်ရှောက်မှာနော်14ရောက်ဒီမခံနိုင်အန်ဒီတို့မြို့နယ်ကျွန်တော်မြို့နယ်အကုန်ကြီးတယ်တဲ့လားနေ့ရပေါ့ခါနော်အားကြပါထောက်ပါနေဒီမှာနော်နော်ဖေးသားလေးလူဘလူဘယ်လိုဘာသာဘလူကခိုင်းတယ်ပြောကျွန်တော်ဒီကတိုက်ပေါ်ကနေဆင်းပြီးတော့ခိုးရတယ်ဟောတရားဘိုးတော်မှာချလိုက်တယ်လို့အလို့ကြားတယ်နောက်သားကအဲ့ကန်ဒီဆေးကိုရေခဲတိုက်နောက်ကနေထွက်လာတယ်လို့တွေ့တဲ့လူတွေကပြောတယ်အဲ့ကနေစဖိုင်းတာဒါတော့မတူးနဲ့ချခဲ့တာဆိုတာလေအန်ဒီတို့ကုန်သိပြီးသွားပြီနော်ဒါဒီအဲ့ဟိုနေရေခဲတိုက်နောက်အဲ့အုတ်တန်းကနေတော်ပြီးလာတယ်အဲ့ဆေးုံထဲမှာသားတို့ဘာလုပ်ခိုင်းလဲကြောဆေးုံမှာဘာလုပ်ခိုင်းအဲ့ဒါဆေးုံလေးပြောလိုက်နော်အဲ့ဒါလေးပဲအဲ့ဒါလေးပဲသိချင်ဒါဘာလုပ်ခိုင်းလဲအဲ့ဒီတော့သိခဲ့ရတာအဲ့ဒီကသားတို့အဲ့ဒီကစသိရှင်းရှင်းလေးပြောရင်မသက်တာမယ်ဒီကောင်တွေကမင်းသိတယ်နော်မနက်ကလည်း line ပေါ်မှာတက်လာပြီးဟိုမှာဓာတ်နဲ့လီးတာနဲ့အစိတ်တောက်ခိုင်းတာနော်ဒီကောင်တွေလက်ထဲရောက်ရင်မင်းပူဆိုးမယ်ပူဆိုးပါမယ်ငါတို့လက်ထဲမှာမင်းကောင်းကောင်းမပြေးမင်းကိုနှုတ်ပိတ်လိုက်အေးမင်းသိပါမင်းနှုတ်ပိတ်လိုက်ငါတို့လက်ထဲမှာဘာလုပ်ခိုင်းလဲအဲ့ဒီတော့မနှုတ်မပိတ်ငါတို့ကပြည်သူတယောက်တည်းနဲ့မင်းကိုပြောနေတာမင်းလည်းပြည်သူပဲရောက်ဖွက်ပြီးတော့လေအဲ့ဒီတော့ဆောက်ဆောက်သွားမှာငါတို့ကစေတနာနဲ့မင်းကိုပြောနေတာမင်းမှန်သားပြောလိုက်မင်းအေးစေးအခုသူ့ကိုကျမတို့သိတာလေပြောမယ်ဟိုသားကိုမကျူးနဲ့ချခဲ့တယ်အမျိုးသိတယ်နော်သားတို့ကိုဆေးရုံနာမှာဘိုးတော်မှာနော်ချခဲ့တယ်နောက်ပြီးတော့သားဒီအုတ်တတိုင်းကနေပြီးတော့ရေခဲတဲ့အုတ်တတိုင်းကနေကြော်ပြီးထွက်လာတယ်အဲ့ဒီမှာစတာပဲသားကိုဆောက်ဖဲလာအဲ့ဒါနေဆေးရုံတော့ဘာလူကခိုင်းလိုက်တာဘာလို့လဲတော့အဲ့ဒါခိုင်းအတိအကျပြောရင်ဘာလို့သွားလဲအတိအကျမပြောရင်သူတို့လက်ထဲရောက်သူတို့စိတ်တောက်ခိုင်းမယ်နှုတ်ပိတ်ပလားဟုတ်ပြီနော်နှုတ်ပိတ်မှာနော်နောက်ဆုံးနေမကြောက်ဘူးငါမကြောက်ဘူးလို့ငါမကြောက်ဘူးဒီကလေးကိုမကြောက်ဘူးဒီကလေးလိမ့်ပါတယ်ဟုတ်ဒီကလေးလိမ့်ပါတယ်ဒီကလေးလိမ့်ပါငါတို့ကမကြောက်လို့လေတိုက်ပွဲဝင်နေတာဒီကလေးလိမ့်ပါတယ်ဒီကလေးအရန်လိမ့်ပါတယ်အရန်ဒါတက်ဘယ်လောက်ရှိဆက်ရှင်အေးငယ်လေးရှိသေးတာငါတားလောက်ရှိတယ်ကွာမအန်ဒီသားတော့ငယ်သေးတယ်သမီးလည်းတော့ငယ်သေးတယ်အငယ်ဆုံးနဲ့ဒါအနုသားသမီးတွေပဲအဖြစ်မခံနိုင်ဘူးအနုသားသမီးတွေကိုတို့လေလူဝဲအဖြစ်မခံဘူးလို့ပြောအန်ဒီဆောက်ရှောက်သားမှာအန်ဒီတို့ပြောနေမှာတောက်ဆောက်ရှောက်သားမှာပြောသားလေးပြောဖြေအန်ဒီတို့ကအကုန်သိထားတယ်အကုန်သိထားတယ်အန်ဒီတို့သိထားတာနဲ့ဒါဖြေတာနဲ့ကွက်တိဆိုဒါတော့ကောင်းသွားပြီဟုတ်ပြီဖြေသားလေးဖြေရပြသားကျွန်တော်ဆေးရောကန်ဒီဆေးရောတခါရောက်ပြီမအခုရောက်တာကိုပြောတာအခုကိစ္စပဲပြောအရင်တော့လည်းမပြောနဲ့နော်ဒါနော်ဗီဒီယိုတော့လေးယူထားလိုက်ယူထားတယ်အများကြီးပဲဟုတ်လိုက်ကကြအတိတ်ပေါင်ပေါ်ကြောင်ဗီဒီယိုတော့လေးယူထားတယ်ကျွန်တော်ဟွာလေးကိုယူတော့မအနီဆေးရုံကိစ္စတွေပဲမလို့ချင်းအခုဒီနေ့သားလုပ်တဲ့ကိစ္စပဲလို့ချင်းဒါရဲ့ပြင်မှာအများကြီးပဲအနီပေးမဝင်ဘူးနော်တောက်တစ်ခုခုပြစ်သွားမှချိုးလို့နော်
anh đi cô lại mấy nè lúc khi ta đi anh đi ta đi xí đi vào tông nhà mai vào tông mấy tông nào ô tông nào mấy ông nào cả su là có lúc thật gì lại sinh nhật ta đi để cái biểu mấy nó đều dính na đấy lúc lúc khai na được biểu này nghe vậy cũng xia vậy ta thì lo cũng yo phía đây chạy mà xia vậy này vậy phán này chạy phía này đấy mấy anh nhà thoát là phía ba mà không phía ba đâu mà nó anh đâu mà vậy chỉ này lo ba phía ba mà tao nào là tao em gì là hả em gì là anh yêu em lo được bao đài chị phiêu nó là nó ta lưu là anh đi ta lưu về bao đài chị tao bây giờ khai nè ba lúc khai lại phiêu bạn đài phiêu nó phiêu bạn vậy chị nữa bạn nó ta lên nó đi ta lưu nhưng mà cháu này ở dễ không chị mình bao mà nó xỉu nó anh đi mua ra mà qua dễ không chị nhưng mà khi nó đâu phải đâu ta lưu anh đi mua ra anh đi nên là 야, 매우 타인의 방법이 아주 뜻삼이 시다 방법이 뭐 개운피, 여자루피, 띠게, 저는 띠게, 개운피. 인제. 빨리 넣어, 미 맘이야 이랬는데야. 나 태이나 넣어, 매우. 너가 태이나라. 이 바다리 얘기만 넣어. 이 타면 얘네는 비. 얘 또 하나 가게. A시, A 따야. 땀이 일일 넣어 보일래 봐. 땀이. 땀이. 땀이 일일 구해라. 일일 구해라. 띠게, 저는 띠게. 오늘 제주도로 시켜를 그냥 말에မရှိ시간만မရှိကျွန်တော်မေးပြီးသွားပြီဟယ်လို တားကိုခိုင်းတာဘိုးတော်ကကျင်းလာပစုံလာ ရောထဲတော့ဝင်လာခဲ့လား ဘိုးတော်ကကျင်းလာ အခုဘယ်မှာမခိုင်း ပစုံလာကျင်းနေကမှတတဖြေတယ် မလွတ်ပေးသေးဘူးမလွတ်ပေးသေးဘူး တာမတူးနဲ့တားလေးဟိုချတယ်အန်ဒီတို့အဲ့ဒါတွေသိတာလေ အေးရောက်ကန်ဒီစဲုံမှာနှစ်ယောက်မိတာဒီမှာတစ်ယောက် ဘူး မိ တော့ တာ မှချပြီ အေးဘိုးတော်မှချပေးတာလေအဲ့ဒါပဲရေးရတယ်အေးရခိုင်းတာ အေးဟိုကောင်တွေဘာမှပြောလို့မရသေးဘူးနော်စကားအောင် ပြောဘေးရဲ့ကော ဘောမမဒီကောင်တွေခေါ်တယ်မလို့ဒီကောင်တွေခေါ်လဲဆောင်းမဖြစ်ဘူး သူတို့ခေါ်လိုက်ကလေးတော့တတ်ပြအောင်မယ် ဟုတ်တယ်ဒီကလေးဟို ထားလိုက်ဒီကောင်တွေထားလိုက် လို့ပြေမမင်းကိုမဲချင်နေကြပြီနော်မင်းကိုမဲချင်နေကြပြီအန်ဒီကတောင်းတကယ်ဟိုနေသူတို့တွေကိုအမဲမခံလို့အန်ဒီလေးကိုပြီးမှာနော်တားကိုအန်ဒီကကိုသားလေးလိုသဘောထားတာနော်တာနော်နော်နင်းဖြစ်နေ ကြောက်စရာမလို ကြောက်အန်ဒီကိုကြောက်နော်တာနော် ဟင်ဘာမှကြောက်စရာမလိုအဆင်ပြေပါ ပြောသားလေးပြောဘာမြင်အန်ဒီကိုကိုင်းနေအန်ဒီ ဒါကြောက်နေ ကြောက်နေခဏဘာလို့ ဘာမှလုံးမဲ့လို့ဘာမှမရှိဘူး ဘာမြင်လို့ဒါလေးဘာမြင်လို့ တခုခုဖြစ်နေတယ်ဗျ မဟုတ်ဘူးလေရတာရေး ဟိုကအေးဝယ်တာ ဘုံရေးရတာနည်းနည်းတိုးသွားတော့လုံးဝလင့်နေတော့မရလင့်နေတော့မရနော်အမန်တက်အဲ့စိတ်တော့နည်းနည်းစိတ်နေစင်းလေးကတန်ကောင်းတယ် အမမတမယာရေးလေးနည်းနည်းလောက်ဆိုပြေးပြီးသွားတော့ နော်အေးတိုင်မနော်တောင်နော်ဟုတ်တယ်နော်ဘာမှမရှိတဲ့ကလေးနော် တာစေးချာဟဲ့လားမချာအဲ့တုံးမဘလူပေးခိုးရဟဲ့လား ဟုတ်တယ် အခုရောအခုလောက်ပြီးသွားမလောက်ရလေလောက်ချင်တယ်ဟုတ်လားစိတ်လောက်ချင်တယ်ဟုတ်လားမလောက်ချင်စိတ်လောက်ချင်တယ်ဟုတ်လားကြောက် တော့ဝယ်ပြီ
ဘာဖြစ်လက်တွေကဟုတ်လား အေးဘူးလေးပြေးတာအေးပြေးလိုက် တို့ကကလူကမာလဲများတယ်သူတို့တွေကကလူကမာလဲများကျမကတင်တန်းနေတက်တာကလူကမာလေးလဲများတယ်တော်ဒီနေ့အေးနေနေတော့လိုက်အမောပြေပါဒါဒီနေ့အေးတော့ နည်းနည်းတော့ဘာပြေပါအောက်ချင်းအောက်ချင်းဆေးရုံရောက်လာအော်ဆရာတို့ဝင်အစမင်းကားပါဆရာဟုတ်ကဲ့ပါအေးနေတော့လိုက်အေးနေတော့လိုက်လောက်လာတော့ဆရာနည်းနည်းတော့အဲ့ဒါလေးပဲပါအဲ့ဒါဖြစ်နေရင်းတာနေအခုအဲ့ပုံတော့လက်တွေပါတောင်းနေဖြစ်နေသကောင်းနေပွတ်တယ်ဆရာရဲ့အခုကတောင်ဖြေမြောက်ဖြေနဲ့ဖြေနေဒါပေမဲ့ကျမတို့တရင်ရတာတော့မတူးနဲ့ပေါ့နော်သူတို့ဘိုးတော်မှာဒါတော့သူကောင်းနေတဲ့ချိန်တော့ဖြေသွားတယ်အဲ့ဘိုးတော်နားမှာချလိုက်တယ်4ရက်မတူနဲ့ချအဲ့လိုချပေးတယ်တိတ်တွေ့ကြတယ်နောက်ပြီးလိုက်ပြီးတော့အဲ့ရေကက်တက်အနောက်ကနေခေါ်ထွက်လာတာတဲ့အဲ့ဒီမှာသူ့စလိုက်တာဟုတ်နော်သူတို့အဲ့မေးကြော်တယ်ပေါ့ကြော်တယ်လားဟုတ်လားဆရာဟိုလင်းနေတော့တည့်မှာအခုကလင်းနေပြီလက်သွားပြီအခုလက်သွားပြီအေးတောက်တာဘာလို့မတောက်လဲအေးအဲ့လိုမျိုးတက်ရောက်တယ်အေးနေတော့လားနည်းနည်းတော့မဟုတ်နည်းနည်းတော့အေးနေတော့ဆရာဝန်နေဆရာဝန်နေအေးတော့နော်တတောက်ဆေးလက်ကုပေးမှာမင်းဆေးလက်ကုပေးမှာဆရာတွေကရောက်နေနော်ဆရာဝန်နေရောက်နော်ဆေးလက်ကုပေးမှာအန်ဒီကအဲ့တဲ့နေရတာလေတောက်ဘယ်လိုခိုင်းတာလဲအဲ့ဒါဖြေပေးနော်တသားနော်လိမ္မာဒါလေးလိမ္မာအန်ဒီအပြင်ကလူတွေမခေါ်ဘူးတောက်အမခံပြီးတော့အန်ဒီကလာမေးပေးနေဟုတ်ပြီနော်တောက်ဆောက်ချောက်သားမှာနော်ဒါနော်ဟုတ်ပြီဆောက်ချောက်သားမှာနော်ဟုတ်လားနော်မင်းကားနံပါတ်မင်းမတူနဲ့လာချပေးတယ်မလားဒီလေမတူနဲ့လာချပေးတယ်မလားအဲ့မတူကားနံပါတ်မှတ်မိလားရဲစကားကိုကားနံပါတ်မှတ်မိရဲစကားကိုရဲစကားပို့လို့ကျန်အတက်ပြည့်အဲ့လိုပဲရောက်ပါအေးမဟုတ်ကျမတို့ကနေရာရှိရသူ့တကယ်လို့မနေ့ကအဲ့စကားမပို့ရမနေ့မှမေးတော့မရမယ်ဟိုအန်ဒီယူနေမှာနော်အဲ့ဝင်ပြန်လဲထူတောင်းရေးလေအဲ့ဟိုရှိမွေးအဲ့ဒါရှိအဲ့ပုံတိုင်းတော့သူ့ဆေးလဲပူမယ်ပြန်ကောင်းလာအဲ့လိုပုံလိုက်သူတို့ရဲအဲ့လိုက်လို့သေသွားလေလောက်မှတတ်မှသူတို့ခိုင်းတာလားကျမတို့အဲ့လိုသတင်းရတာမတူးနဲ့လာချသွားသူလည်းဖြေလိုက်ရကောင်းတော့လေးရောပြီးသမီးတွေအဲ့ဆိုင်လေးတွေဆက်ချင်နေပဲရှိသေး4ယောက်ဆက်ချင်နေပဲရှိသေးကျွန်တော်ကလမ်းကြောင်းအဲ့လိုရဲကိုပဲအဲ့ဒါရမှာရဲအပ်ပါရမှာဟုတ်တယ်မဟုတ်တာအမဒါတော့ကျမတို့ဒီနေ့ရက်ကွက်ကညီလို့ပုတ်လိုက်တာဒီကောင်ဝင်ပြေးတာဟုတ်တယ်ကျွန်တော်လိုက်တာမမေးတာတက်သွားတာ59လဝင်ပြေးတာကိုနေကနေပြီးတော့သူကနေခုံထွက်လာတာရေခဲတိုက်နောက်ကနေဒီထဲနောက်ကျော်ခုံထွက်လာတာအဲ့ဒါမြင်တဲ့လူကမြင်တာကိုအဲ့ဒါနဲ့စတာပဲဟိုမတူကအဖြူအောင်မလားဟုတ်လားကားအဖြူအောင်မလားဟုတ်လား4ယောက်ပါတယ်လည်းပြောတယ်4ယောက်ပါတယ်လည်းပြောပြီးတော့အချိန်တော့ဘုစတော်စကန်ဟာတဲ့စကန်မှာဇင်းတော်နေတဲ့ဇင်းမဇင်းတော်နေဦးစင်မောင်နေတဲ့စကန်မှာဦးစင်မောင်မြန်မာမရှိတာအဲ့အကုန်လျှောက်ပြောတယ်ပြီးတော့မဟုတ်တော့တဲ့လျှောက်ပြောတော်ကြနေတီဝါရင်ပြန်ပြောတယ်မဟုတ်ပြီးရင်တော့ဒီပုံစံနဲ့ဝင်ပြေးတာဟုတ်တယ်ပြီးတော့လိုက်တာမျက်စိပြတ်သွားတယ်သူကသူပြန်ခိုးတယ်ဆိုမျက်စိပြတ်သွားရင်မှာဟိုရေးတာမဒုကာလိုက်တော့လိုက်ကတော်တော်ဟိုဖြစ်နေမဒုကာရောက်လာတဲ့ချိန်မှာဟိုဘက်မှာသူ့ရဲ့ဆိုလို့ပြန်ပြေးတာ